မြတ်စွာဘုရားဘာမိန့်ရှိတော့ဆိုအေးတဲ့ငါမင်းတို့အချုပ်ပြောလိုက်မယ်ယဟန်တန်ဃာတွေကိုသင်တို့ငါအချုပ်တစ်ခုပြောလိုက်မယ်ငါတစ်ခုအရေးကြီးတာပြောမယ်ဟန္တဓာနိဘိခွေအမန္တယာမိဝောမင်းတို့ကိုပွင့်ပွင့်လင်းလင်းပဲပြောလိုက်မယ်ငါတို့ဝယဓမ္မသင်္ခါရတရားဆိုဘယ်တော့မှမမြဲဘူးအားလုံးဟာချိန်တန်ရင်ပျက်စီးသွားမှာဖြစ်တယ်ဆိုတာကိုမမေ့ကြနဲ့လောကလူတွေကနော်သာဝရလို့ထင်ပြီးတော့မိမိလျော်ရော့နေတတ်ကြတာကိုဒါကြောင့်မို့မြတ်စွာဘုရားကဝယဓမ္မသင်္ခါရကံစိတ်ဥတုအာရလို့ဆိုတဲ့အကြောင်း၄ပါးနဲ့ပေါင်းစပ်ထားတယ်တခြားအကြောင်းတွေဟေတုပစ္စည်းအာရမဏပစ္စည်းစတဲ့အကြောင်းတရားတွေနဲ့ပေါင်းစပ်ပြုပြင်ထားတဲ့သင်္ခါရတရားမှန်သမျှဝယဓမ္မယူရင်းပျက်စီးသွားမဲ့သဘောတွေကြီးပဲသဘောရှိတဲ့တရားတွေကြီးပဲဖြစ်တယ်အဲ့တော့ဒီလိုမခိုင်မြဲတဲ့တရားတွေပေါ်မှာတတိထားဖို့အပ္ပမဒေနတမ္ပါဒိဋ္ဌကိုလှုပ်တဲ့လှုပ်လိုက်တဲ့အရာတွေဘာတွေရှိတယ်ဆိုတာကိုယ့်ဘာကိုတတိထားပြီးတော့ကျင့်ကြံကြိုးကိုအားထုတ်ကြရမှာဖြစ်တယ်လို့မြတ်စွာဘုရားကအရေးကြီးတဲ့မိန့်ကြားချက်ကိုဝေသာလီမဟာဝနတောအုပ်တွေကဒီကုဒါဂရသာလအကြောင်းဥပဋ္ဌာဏသာလစီဝေခမ်းမကြီးတဲ့မှာယဟန်တော်တွေကိုဆုံးမဩဝါဒပေးခဲ့တာသာသနာတော်အတွက်မြည်မြအရေးကြီးတယ်ဆိုတာအလုံးတရားချစ်ခင်သူတော်ကိုစဉ်ပြိဋ္ဌာန်ပေါင်းလို့သိရှိနားလည်နိုင်ကြပါတယ်မြတ်စွာဘုရားရဲ့အရေးကြီးဆုံးသာသနာလို့ခေါ်ဆိုရတဲ့တရားဟာအခုပြောရတဲ့တတိပဋ္ဌာန်၄ပါးသမ္မာပဋ္ဌာန်၄ပါးအဋ္ဌိပတ်၄ပါးဣန္ဒြေ၅ပါးဘူ၅ပါးဘုဇင်9ပါးမဂ္ဂင်10ပါးသာနဲ့ဖြစ်တယ်အဲ့ဒီတရားတွေကိုယ်တဏ္ဍာမှာပျောက်ကွယ်နေပြီဆိုရင်ကိုယ့်အတွက်သာသနာကွယ်နေတယ်လို့ပဲယူဆတယ်အဲ့ဒီတရားတွေကိုယ်တဏ္ဍာမှာထိုက်တဲ့လောက်ရှိနေထိုက်တဲ့လောက်သာသနာတည်တယ်လို့ယူဆတယ်အပြည့်အဝတည်ပြီဆိုမှကိုယ်တဏ္ဍာမှာအပြည့်အဝတည်တယ်ဒါကြောင့်မို့မြတ်စွာဘုရားဒီတရားတွေကိုလေးနဲ့ထားပြီးတော့အပ္ပမဒေနတမ္ပါဒိဋ္ဌမမေ့မလျော်သောတတိဖြင့်ဒီတရားတွေကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစားရကြကြိုးစားကြလို့ဒီလိုမှာကြားတော်မူတာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဋ္ဌာန်ပေါင်းလို့မြတ်စွာဘုရားအရေးကြီးဆုံးဖြစ်တယ်ဒီစကားကိုမိန့်ကြားပြီးတော့အခုလိုမှာကြားတာကိုအမှတ်တတိယတို့ကိုလည်းပဲဒီတိုင်းမှာကြားတယ်လို့စိတ်ထဲမှာခံစားနားလည်ပြီးမြတ်စွာဘုရားရဲ့အဆုံးအမလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း